အခုလိုဝိတ်ချနေတဲ့အချိန်မှာပေါ့နော်ဘာစားလဲလို့မေးတဲ့ customer တွေကိုမေးတစ်ချက်ပြောပြမယ်။မေးအရင်ကမေးပေါင်ချင်းက188ပေါင်အခုကပေါင်140မင်းတော်တော့ကိုကြီးတော့စစ်သွားတယ်လို့ပြောရမှာပေါ့နော်အရင်ကြီးဝိတ်ကြရတယ်မပေါ့မမေအများဆုံးစားဖြစ်တာကြတော့လေမေကဒီကချင်ထမင်းဟင်းနေစားဖြစ်တယ်ဘာလို့ဆိုတော့လေစီသိမ့်မများဘူးပေါ့နော်ပြီးတဲ့ခါကျတော့ထမင်းနေဆိုလဲကစီတက်အလောက်မရှိဘူးအဲကြောင့်ဒီပေါ့နော်ခဏကိုစစ်ချင်နဲ့ကွာထမင်းလည်းမဖြတ်နိုင်ဘူးဆိုရင်တော့ဒီကချင်ထမင်းဟင်းစားကြပေါ့နော်မင်းဒီနေ့ကစိတ်ကူပေါက်တာနဲ့မှာယောက်ျားကြံနဲ့ဒီကျဥချက်ပေါ့နော်ကျဥချက်လေးနည်းနည်းစားလိုက်တယ်ဒါပေမဲ့တိတ်မကြိုက်တော့ထပ်မစားတော့ငွေချမယ်ဘာစားမလဲမသိလို့ရှိရင်ဒီကချင်ထမင်းဟင်းကိုဝယ်စားပါဒီကောင်ကကြတော့သူချက်ထားတာလေစီကလည်းတော်တော်နဲတယ်ပြီးတော့ဂရင်းမြိတ်စီမယ်ပေါ့နော်ဒီချင်းဆက်အရသာလေးပေါ့နော်ခုမင်းစားနေရဆိုရင်တော့ကချင်တံပေါက်ကတော်တော်လေးစားကောင်းတယ်မအီယူထဲမှာကြက်သားစီချက်ပေါ့နော်အစုံပါတယ်ပြီးတော့လေသူကအထောင်နေလဲပေးတယ်အထောင်ကဒီနေရာရတာကြောင့်ငချောက်ထောင်တော့တင်းနဲ့တော့မတူဘူးပေါ့တည်ရမလားတော့ငချောက်ပါတယ်ခါကျပန်းဥပါတယ်ခါကျငပြောဖူပေါင်းပါတယ်ပေါ့နော်အဲ့လိုအထောင်လေးတွေကကွဲတယ်ပေါ့နော်တော့ဝိတ်ချတဲ့လူအတွက်ဆိုရင်တော့အရန်ကြီးတော့အဆင်ပြေတယ်တော်တော်လေးလက်စားလို့ကောင်းတယ်နော်